တခင်ရှုခရစ်တော်နာမ၌အားလုံးပဲမင်္ဂလာပါယနေ့နားဆင်ခွန်အားယူရမယ့်နှုတ်ကပတ်တော်ကတော့စာလံနံပါတ်16ဖြစ်ပါတယ်စာလံနံပါတ်16အကျွန်ုပ်ကိုစောင့်မတော်မူသောဖရာကိုတော်ကိုအကျွန်ုပ်ခိုလုံပါ၏ကိုတော်သည်အကျွန်ုပ်၏သခင်ဖြစ်တော်မူသည်ဟုထာဝရဖရာကိုအကျွန်ုပ်လျှောက်ဆိုပါပြီယေရှုတော်မှတပါအခြားသောမင်္ဂလာသည်အကျွန်ုပ်၌မရှိပါပြီးတော်၌နေသောတန့်ရှင်းသူနှင့်ထူးဆန်းသောသူတို့ကိုသာနှစ်သက်ပါ၏အခြားသောလမ်းသို့လိုက်ပြီးသောသူတို့သည်များစွာသောဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်ငါသည်သူတို့သွန်းလောင်းရာပူဇော်တကအသွေးကိုမလူမဆက်လို့သူတို့ဖျားဤနာမကိုမမွတ်လို့ထာဝရဖျားသည်ငါအမွေခံရာအဖို့ငါစားတောက်ရာအဖို့ဖြစ်တော်မူ၏ကိုတော်သည်အကျွန်ုပ်အမွေအနှစ်ကိုစောင့်ရှောက်တော်မူ၏ငါပိုင်ထိုက်သောနယ်နိမိတ်သည်တာယာသောအရက်တွင်ကြာ၍ကောင်းမွန်သောအမွေကိုငါခံရပြီငါကိုပြုစုတော်မူသောထာဝရဘုရားကိုကောင်းကြီးပေးမည်ညအချိန်၌ပင်ငါနှလုံးသည်ငါကိုနှိုးဆော်တတ်၏ငါသည်ထာဝရဘုရားကိုအစင်မပြတ်မျက်မှောက်ပြု၏အကြောင်းမူကားငါလက်ရာဘက်၌တည်ရှိတော်မူသည်ဖြစ်၍ငါသည်လှုပ်ရှားခြင်းမရှိရထို့ကြောင့်ငါစိတ်နှလုံးသည်တာယာခြင်းငါဝိညာဉ်သည်လည်းရှင်လန်းခြင်းရှိ၏ထိုမှတပါငါအသားသည်မျောလင့်လျက်ကျင်းဝတ်လိမ့်မည်အကြောင်းမူကားကိုတော်သည်အကျွန်ုပ်၏ဝိညာဉ်ကိုမရဏနိုင်ငံ၌ပြစ်ထားတော်မမူကိုတော်၏တန့်ရှင်းသောသူအားလည်းပုပ်ဆက်ခြင်းကိုရှိစေတော်မမူပဲလျက်အသက်ရှင်ခြင်းလမ်းကိုပြညွှန်တော်မူလိမ့်မည်အထံတော်၌စုံလင်သောဝမ်းမြောက်ခြင်းအခွင့်နှင့်လက်ရတော်နားမှာအစဉ်အမြဲပျော်မွေ့ခြင်းအခွင့်ရှိပါ၏အားလုံးပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ။